အာဖရိကရဲ့ရွှေ့နွမ်းတော်ဒီထဲမှာအရန်ကိုကြမ်းတမ်းသည့်ရန်လိုတက်တဲ့တတဝါတစ်ကောင်ရှိပါတယ်။သူကတော့ African Bullfrog လို့ခေါ်တဲ့ဖားကြီးတွေပဲဖြစ်ပါတယ်။သူတို့ဟာဖားအချင်းချင်းတင်မကားပဲငွေတွေညက်တွေနဲ့တခြားအကောင်ငယ်လေးတွေကိုပါအမဲလိုက်နိုင်တဲ့အစွမ်းထက်တဲ့မေးရိုးတွေရှိကြပါတယ်။ဒါပေမဲ့ဒီလိုကြမ်းတမ်းတဲ့တဘာဝနောက်ွယ်မှာတော့အံ့တော်ဖို့ကောင်းတဲ့ဖခင်မိတာတစ်ခုရှိနေပါတယ်။မိတ်လက်ရာသည့်အပြီးမှာတော့ဖားကြီးဟာသူ့ရဲ့သားသမီးတွေဖြစ်တဲ့ဖားလောင်းလေးထောင်ပေါင်းများစွာကိုစောင့်ရှောက်ဖို့တာဝန်ယူပါတယ်။ဒါပေမဲ့အာဖရိကရဲ့ပြင်းထန်တဲ့နေပူရှိန်ကြောင့်သူတို့နေထိုင်ရာဟေးအိုင်ငယ်လေးဟာတဖြည်းဖြည်းခန်းချောက်လာပါတယ်။အချိန်ကတိတ်မရှိတော့ပါဘူး။နောက်ထပ်မိနစ်ပိုင်းအတွင်းမှာပဲဒီဖားလောင်းလေးတွေဟာအပူဒဏ်ကြောင့်အဆူလိုက်အပြုံလိုက်သေဆုံးသွားနိုင်ပါတယ်။ဒီအခြေအနေမှာဖခင်ဖြစ်တဲ့ဖားကြီးဟာထူးခြားတဲ့အလုပ်တစ်ခုကိုစလုပ်ပါတော့တယ်။သူဟာသူ့ရဲ့တမားတွေခြေထောက်တွေကိုအသုံးပြုပြီးခန်းချောက်နေတဲ့ရေအိုင်လေးကနေရေပူများတဲ့ရေကန်ကြီးစီကိုရောက်သွားစေမဲ့မြောင်းတစ်ခုကိုအပတ်တကုတ်တူးပေးပါတော့တယ်။ဒါဟာတာမန်ဖားတစ်ကောင်အတွက်တော့တကယ့်ကိုပင်ပန်းခတ်ခဲတဲ့အလုပ်တစ်ခုပါ။နောက်ဆုံးမှာတော့မြောင်းလေးဟာရေကန်ကြီးနဲ့ဆက်သွားနိုင်ခဲ့ပြီးဖားလောင်းလေးတွေဟာဘေးကင်းရာရေကန်ကြီးထဲကိုတဆုတဝေးတဲ့ကူးခတ်သွားနိုင်ခဲ့ပါတယ်။ဖားဖခင်ကြီးရဲ့စူးစမ်းမှုနဲ့ဉာဏ်ပညာကြောင့်သားသမီးထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ရပဲဖြစ်ပါတယ်။ဒါဟာတဘာဝတရားရဲ့အန်တော်ဖို့ကောင်းတဲ့တာဝန်သိစိတ်နဲ့ဖခင်မေတ္တာပါပဲ။အပြင်ပန်းမှာကျန်းတန်းလာရဲ့ African Bullfrog ကြီးဟာသူ့သားသမီးတွေအတွက်တော့အကောင်းဆုံးကယ်တင်ရှင်ကြီးဖြစ်နေပါတော့တယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကနေဗဟုသုတတစ်ခုခုရသွားရဲဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော်။နောက်ထပ်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ channel ကို subscribe လုပ်ထားပေးပါအောင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye